ဒါကကျွန်တော်ဟိုရက်ကလဲတဲ့ EGR ဘာပေါ့နော် EGR ဘာ4 p တန်တာရဲ့ EGR ဘာကိုကျွန်တော်တစားစီခွဲကြည့်တာခွဲကြည့်ကျွန်တော် solo နဲ့နေတော့တယ်မို့ပြဒီကောင်ကျွန်တော် starter motor လိုမျိုး pinion 3လုံးနဲ့ pinion 3လုံးနဲ့ပေါ့နော် pinion 3လုံးနဲ့ဒီကောင် motor နဲ့နေနဲ့တော့လှည့်ပြီးတော့တွန်းတာပေါ့နော်လှည့်ပြီးတွန်းတာဒီစန်ကီယာနဲ့လှည့်ပြီးတော့လို့တွန်းရတယ်ဒီကောင်တိုက်ပြီးဒီအတွင်းထဲကဒီကောင်ဘလို့အေးခံလဲဆိုတော့ဒါဒီကဒီကောင်ကဖွင့်ပေးလိုက်တော့ဗောနော်ဖွင့်ပေးလိုက်တဲ့ချိန်မှာဒီကနေပေါ့ဒီကောင်ဟိုကကျွန်တော်အိတ်စောထွက်တဲ့ငွေတွေကဝင်တဲ့ဟာကိုထွက်တော့ဒီဘက်ကပြန်ထွက်တယ်ဗောနော်ဒီကပြန်ထွက်တယ်ပြန်ထွက်တော့သူကဒီလေးခံကြအေးခံလိုက်ရဒီထိန်းနေဒီ YC ရှိရပါတော့ဒီအကုန်လုံးကိုသူကရေဖြတ်ပြီးခံတာဒီအကုန်လုံးရေဖြတ်ပြီးခံဒီထဲမှာသူကထဲမှာဟိုဟာဒီရှက်တာလိုင်းလေးနဲ့သူကထဲမှာရေဖြတ်ပြီးခံရေကဘယ်ဝင်လဲဆိုရေကဝင်စီနှစ်ပေါက်ပဲရှိတယ်ဒီမှာဒီပေါက်လေးရယ်ဒီပေါက်ပေါ့နော်အဲဝင်ဒီကောင်ဒီကလည်းဝင်နေရရှိရဒီကလည်းဝင်တယ်ဆိုတော့ဒီကနေရေဝင်ပြီးတော့ဒီမှာရေလိုင်းပေါက်ဒီမှာရေလိုင်းပေါက်ရှိတယ်ဗျရေလိုင်းပေါက်လို့ဒီကပြန်ထွက်တာပေါ့နော်အဲ့လိုမျိုးဒီခံမိုက်တာမိုက်တယ်လောက်တာဒီပညာမိုက်တယ်ဒီပြန်ရင်စီကြည့်ရဗျဒီကောင်ကခွဲလို့မရဘူးရခွဲလို့ရရင်တော့ဒီကောင်ခွဲပြီးရိုက်ပြတာအားလေးရိုက်ပြတာပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်